Ok, alo mấy mình là ba, tao tôi mi để con cha lá. ကလာပါရှင်နေကွယ် Giao là để tao mi alo phía con chi pi ba se. So đi nè mà mình ngã ra lên khu nè, we ngã trên là phía đấy. So đi mà screen mà ba cùng nhìn cha đó lệ, biểu biểu bảo. ကာလာ အယောင်ဆိုခပ် ကာလာယောင်စော Ayang chạy lên lùi xí là cái thế mà. ရှိပါတယ် ရှိတယ်ဟုတ်လားဟုတ်ပြီအရင်ကြိုက်ကြတယ်ဆိုတော့မေးကြည့်အောင်ဒီထဲမှာအယောင်ဘယ်နှမျိုးလောက်ရှိမှထင်လဲပြောကြပါဦး 7 မျိုး 7 ခုနှစ်မျိုးအိုးဟုတ်ပြီတခြားသူရောတခြားကလေးတွေရောသဘောတူကြလား ပါတယ် တူတယ်ခုနှစ်ယောက် သဘောတူတယ်ယောင်မျိုးရှိတယ် 6မျိုး အော်မတူတော့ဘူးတယောက်ကခုနှစ်ယောက်နဲ့တယောက်က6ယောက်နဲ့မတူတော့ဟုတ်ပြီတယောက်ကအယောင်ပုံများနေပြီတခြားတွေရောဒီထက်ပုံများတာရှိလား ရှင်မျိုး ရှိတယ်ယောင် 10ယောက် ဆယ် Okay အဲ့ဒါပြောကြည့်ပါဦး Okay ဘယ်နှယောက်ရှိတယ်သူဟုတ်ပြီပြောကြည့်ပါ8ယောက်ဟုတ်ပြီနောက်ဆုံးပြောတဲ့8ယောက်ဆိုပြောကြည့်ပါဦးဘယ်နှယောက်လဲအဲ့ဒီအယောက်နာမည်တွေပြောကြည့်ပါဦး8ယောက်လို့ပြောတဲ့သူက စေအဝါလိမ္မောအနီ နီ4ယောက်ရှိပြီ ဖင်း ဟုတ်ပြီ မိုးပြ မိုးပြဟုတ်ပြီ6ယောက်ရှိပြီဟို2ယောက်ပြောင်းနေတာနော် အိမ်မောယောင် 4မော်ယောက်ဟုတ်ပြီနောက်ဆုံး1ယောက်8ယောက်ပြောတာ1ယောက်လိုသေးတယ် အော် နက်ပြာယောင် အော်နဲ့ပြန်ရအောင်ထွက်လာပြီโอเคဆိုတော့အရင်တော်ပါတယ်ဆိုတော့တကယ်အယောင်တော့ဒီထက်အများကြီးရှိပါသေးတယ်เนาะဒါပေမဲ့ရှေ့ယောင်တော့ပြောနေတော့အရင်တော်တယ်ဟုတ်ပြီကိုယ့်ရဲ့အကြိုက်ဆုံးအယောင်ပြောချင်ပါအောင်ဘာယောင်ဖြစ်မလဲ purple color blue purple blue နိုင် ပြာ ယောင် blue မတူကြဘူးသမီးတွေရဲ့အကြိုက်တွေလည်းမတူကြဘူးเนาะဟုတ်ပြီအရင်ကောင်းတယ်ဆိုတော့အဲ့ဒီအယောင်မှာအတိတ်ပဲရှိတယ်ဆိုတာကိုကြားဘူးလားသိဘူးလား ချာပူဘူ ကြားဖို့ရယ် ဟုတ်ပြီကြားဘူးလည်းရှိတယ်ဟုတ်ပြီဆိုတော့ရှေ့ကြားဘူးလည်းလူရှေ့လည်းမကြားဘူးလည်းရှိတယ်ဆိုတော့ဒီမှာပထမအဆုံးအယောင်ဒီမှာဘာယောင်ကိုမြင်ရတယ် အဝါယောင် ယောင် အဝါယောင်โอเคအဝါယောင်ချွေဝါယောင်လို့လည်းပြောလို့ရတယ်เนาะ ကျေဝါယောင် တော့ချွေဝါယောင်လို့လည်းပြောလို့ရတယ်ဟုတ်ပြီဒီအယောင်နဲ့ပတ်သက်ပြီးတော့အရင်ပြောကြည့်ပါမယ်ဆိုတော့ဒီအယောင်ချွေဝါယောင်ကိုမြင်တဲ့အခါမှာကိုယ့်ပတ်ဝန်းကျင်မှာကြည့်ပါဦးအဲ့ဒီအဝါယောင်ရှိတဲ့အရာတွေဘာရှိလဲတစ်ခုခုပေါ့ ရွှေ ရွှေဆိုတော့ကလေးတွေကရွှေတွေတောင်ရှိတယ်ဟုတ်လားပတ်ဝန်းကျင်မှာရှိကြတယ်တတိယပဲတတိထောင်းတော့တခိုးတွေကရွှေဆိုတာအောင်ဟမ်ဘာဖြစ်လဲ Power ပိုင်း Ranger ယောင်ပိုင်း Power လိမ္ Ranger မော်တီ လိမ္မော်တီဟုတ်ပြီလိမ္မော်တီပြီးတော့ဘာရှိအောင်လဲ အားချာ စာအုပ်တွေလည်းရှိနိုင်တယ်နော်ဟုတ်တ ယ ယ် က်တီ ဟုတ်တယ်တီဒီသမီးလေးတွေကတော့ဗိုက်စာနေပုံရတယ်အတီးတွေပဲမြင်ကြတယ်ဟုတ်ပြီခဏနေစားရအောင်နော်ဘာပဲဖြစ်ဖြစ်ခဏလေးတီးခိုင်းမယ်ဟုတ်ပြီလိမ္မော်တီဟုတ်ပြီဆိုတော့ဒီကျမ်းစာထဲမှာနော်အဲ့ဒီရွှေဝါရောင်ကိုရည်ညွှန်းထားတာရှိတယ်ကောင်းကင်နိုင်ငံလို့နော်ဆိုတော့ရည်ညွှန်းထားတာရှိတယ်ဆိုတော့သူကလိမ္မော်တီအတီးတွေကတော့ကောင်းကင်နိုင်ငံလည်းရှိမထင်နဲ့နော်ဒါပေမဲ့အားလုံးကိုခြုံပြောမယ်ဆိုရင်ကောင်းကင်နိုင်ငံကိုရည်ညွှန်းထားတာဖြစ်တယ်ဆိုတော့ဒီမှာကောင်းကင်နိုင်ငံဆိုတာကြားဘူးလားတားလို့သမီးတို့ လာပူတယ် ချာပူ အဲ့ဆိုဘာကိုပြောတာကောင်းကင်နိုင်ငံဆိုတာဘာကိုပြောတာလဲ ဖယားသခင်နေ ဘုရားတခင်ရှိတဲ့နေရာ ဘုရားခင်ရှိတဲ့နေရာဟုတ်တယ်ဘုရားခင်ရှိတဲ့နေရာတနည်းအားဖြင့်တားတို့သမီးတို့နေတဲ့နေရာကတားတို့သမီးရဲ့အိမ်ဖြစ်တယ်เนาะအဲ့ဒါလိုပဲဘုရားခင်ရှိတဲ့နေရာကိုကောင်းကင်နိုင်ငံလို့ခေါ်တယ်ဆိုတော့သူ့ရဲ့အိမ်တော်ဗောနော်ဘုရားခင်နေတဲ့အိမ်တော်ဟာကောင်းကင်နိုင်ငံဖြစ်တယ်အဲ့ဒီကောင်းကင်နိုင်ငံအရန်လှပပြီးတော့အော်ဆရာကောင်းတဲ့အရာတွေနဲ့ပြည့်စုံတယ်နော်လောကကြီးမှာတော့အရန်လှပတဲ့အရာတွေပန်းတွေမှအစပေါ့နော်အော်ဆရာအများကြီးရှိတယ်ဒါပေမဲ့ကောင်းကင်နိုင်ငံမှာပို့ပြီးတော့အော်ဆရာကောင်းတဲ့လှပတဲ့အရာတွေရှိတယ်ဆိုတော့ဒီမှာထူးခြားတာကဘုရားသခင်ကတဲ့ချစ်ချင်းမေတ္တာဖြစ်တယ်လို့ကျမ်းစာပြောတယ်ဆိုတော့သူကချစ်ချင်းမေတ္တာဖြစ်တဲ့အတွက်ကြောင့်လို့သားတို့သမီးတို့အပါဝင်လူသားအားလုံးကိုအရန်ချစ်တယ်ဆိုတော့အဲ့ဒါကြောင့်မလို့သူဟာကောင်းကင်နိုင်ငံမှာသူနဲ့အတူရှိစေချင်တာဖြစ်တယ်เนาะဆိုတော့
ကောင်းကင်နိုင်ငံနဲ့အကြောင်းကိုနည်းနည်းစဉ်းစားကြည့်ရအောင်ကောင်းကင်နိုင်ငံမှာမရှိတဲ့အရာတွေဘာတွေမရှိဘူးလို့ကြားဘူးတာရှိလား အိုးရဲဖြာ ဥနာတေးချင်းမရှိပါဘူးဆရာ โอ้နာတေချင်းမရှိဘူးတော်လိုက်တာဟုတ်တယ်ပြီးတော့ဘာတွေမရှိသေးဘူးမရှိဘူးရှိဦးမလဲမရှိတယ် ကိုတမြ တကိုယ်တည်းမြတ်နော် တင် ကြောက် ရ ရတယ် ချင်း နော် မရှိဘူး ပိုက်စားရမရှိဘူး ဘာမရှိဘူး ပိုက်စားရပိုက် အော် စား ပိုက်စားတာမရှိဘူးအော်ဟုတ်တယ်ခုနတရက်တီးတွေနော်လိမ္မော်တီးတွေကိုစားခြင်းတယ်ဆိုတာဟာတွေမလိုတော့ဘူးနော်အခုပိုက်မစားအခုလောလောဆယ်တော့ပိုက်စားနေတယ်ဆိုတော့ခဏလေးတိခတ်ပြင်နော်ဆိုတော့ဟုတ်တယ်ကောင်းကင်နိုင်ငံမှာအဲ့ဒါတွေမရှိတော့ဘူးဟုတ်ပြီတခြားတွေရောကောင်းကင်နိုင်ငံမှာမရှိ မ တော့ နာလိုချင်းဝင်သူချင်း နာ မရှိ လို့ တော့ ချင်း ဘူး မြတ်သူချင်းဟုတ်တယ်လောဘဒေါသတွေကစ သာ မရှိ မနာ ဘူး ချင်းမရှိဘူး အရန်ကောင်းလိုက်တာအဲ့ဒါတွေမရှိဘူးဟုတ်ပြီကောင်းကင်နိုင်ငံမှာအဲ့ဆိုဘာတွေရှိမလဲကြားဘူး ကောင်းကင် ကောင်းကင် ကောင်းကင်တမန် ပန်းတွေရှိမယ် 对是人 အော်ရွှေလန်း ရွှေအိမ်တော် ရွှေအိမ်တွေရှိမယ်ဟုတ်ပြီ 是恩的是人 ရွှေလန်းတွေ 这 ရှိ 是 မယ် 是的 ကောင်းကင်တမန်တွေလည်းရှိတယ် အော် 是门亲是吗 တားတမျိုးကအရန်တည်တာပဲကောင်းကင်နိုင်ငံရောက်ဘူးတဲ့လူရှိလားဒီမှာ မရှိပါ မ ဘူး ရှိဘူးနော်ရောက်ဘူးနေတယ်လို့ပဲနော်အရန်တိကြတယ်အရန်တော်ကြတယ်နော်ဟုတ်ပြီကျမ်းစာပြောထားတာဖြစ်မယ်နော်အရန်တော်ပါတယ်ဟုတ်ပြီဒါဆိုရင်ကောင်းကင်နိုင်ငံမရှိတဲ့အရာတွေဒီမှာနည်းနည်းလေးပို့ပြီးတော့မြင်တာအောင်ပြောပြမယ်နော်ဟုတ်ပြီဒီမှာဘာပုံကိုတွေ့ရလဲပြောကြည့်ပါဦး ဒီ နေနေလား နဲ့ နေနေလားဆိုတော့ကောင်းကင်နိုင်ငံမှာမရှိတဲ့အထက်မှာဒါပါတယ်နော်ဘာကြောင့်မရှိတာလဲကောင်းကင်နိုင်ငံမှာနေနေလားမောင်နေမှာပေါ့ ဖယားရဲ့ လေးနဲ့အလေး ဘု ရှိ ရား နေ ရဲ့ လို့ တကူတော်က ဟုတ်တယ် ဘုရားရဲ့ဘုန်းတော်တကိုးတော်ကလေးနေမှာဖြစ်တယ်တော်လိုက်ကြတဲ့ကလေးနော်ဟောဒီမှာရောမရှိတဲ့အရာတစ်ခုဘာဖြစ်မလဲ အဖြစ်မရ အပြည့် အပြစ်တရားဆိုတာမရှိတော့ဘူးเนาะလောကကြီးမှာတော့အဲ့ဒီအပြစ်တရားကြောင့်ဒုက္ခတွေရောက်နေကြတာဖြစ်တယ်အရန်တော်တယ်ဟုတ်ပြီနောက်တစ်ခုကြည့်ရအောင်ဒီမှာဘာကြီးတွေ့လဲ ဘုရားကြောင့် ဘုရားကြောင့် ဘုရားကြောင့်เนาะဘုရားကြောင့်အစာအုံတွေကောင်းကင်နိုင်ငံမှာဒီလိုမျိုးအစာအုံငါတို့ဘုရားကြောင့်တွားရအောင်เนาะအဲ့လိုမျိုးအစာအုံကြီးတွေဆိုတွားနေစရာမလိုဘူးเนาะဘုရားရဲ့နေရာအတိုင်းမှာရှိတယ်မျက်မှောက်တော်ဆက်မှာကျွန်တော်ရှိနေမှာဖြစ်တယ်ဟုတ်ပြီဒီမှာကလေးတွေကဘာလုပ်နေကြလဲ ကိုနေ နဲ့ ကိုနေကြတာဟုတ်တယ် ငိုနေကြတယ် ငိုနေကြတယ်เนาะခုနကလေးတွေဆိုရင်เนาะဟုတ်ဟုတ်တယ်ခုနကလေးတွေဆိုရင်တရက်တီးလိမ္မော်တီးပိုက်စာလို့ငိုစားချင်တယ်ငိုတာအဲ့လိုမျိုးလေးတွေရှိမှာပေါ့เนาะသူတို့လည်းစားချင်တာမစားရဆိုတော့ဒီမှာတော့မငိုကြနဲ့အောင်เนาะခဏဆောင်เนาะဟုတ်ပြီဒီလိုငိုတာတွေကောင်းကင်နိုင်ငံရမရှိတော့ဘူးဒီမှာတကြားလုံးလားမသိပါဘူးကြည့်ပါဘာလေးတွေ စီလုံး ဆေးတွေဟုတ်တယ်ကောင်းကင်နိုင်ငံမှာဆေးဝါးတွေမရှိဘူးအဲ့ဆိုရင်ဘယ်လိုလုပ်ကြမလဲကောင်းကင်နိုင်ငံဆေးဝါးမရှိဒီကနေတက်သွားရင်ကောင်းလား ဒါနာ တာချင်းမရှိဘူးကောင်းကင် ဟုတ်တယ်ကောင်းကင်ကဖျားတာတွေမရှိတဲ့အတွက်ကြောင့်ဆေးတောက်စရာလည်းမလိုတော့ဘူးเนาะဒီဆေးတွေကလည်းခါနဲ့เนาะတောက်ချင်ဘူးเนาะဆိုတော့ကောင်းကင်နိုင်ငံမှာပဲသွားရအောင်ဟုတ်ပြီဒါကဘာကြီးဖြစ်မလဲကြောက်ဆိုင်เนาะ တေးချင်း ချင်း ချာ တင်းချင်နော်တင်းချိုင်ကုန်းဟုတ်တယ်တင်းချိုင်ကုန်းတွေအုတ်ဂူတွေနော်ဆိုတော့အဲ့ဒါ RIP ဆိုတာမျိုးတွေနော်ရှိစရာမရှိဘူးဘာကြောင့်လဲတေချင်းနာချင်းမရှိလို့ဖြစ်တယ်ဟုတ်ပြီကောင်းကင်နိုင်ငံမှာရှိတဲ့အရာတွေဒါကဘယ်လိုဖြစ်မလဲ ကောင်းကင်နမရေဖျားကြီး ဖျားရခင်ဟုတ်တယ် ကောင်းကင်တမန် ကောင်းကင်နမရေဖျား ဟုတ် ကြီး တယ်ဆိုတော့ကောင်းကင်နိုင်ငံဆိုတာဖျားရဲ့အိမ်တော်ဖြစ်တဲ့အတွက်ကြောင့်အိမ်ရှင်ဖြစ်တဲ့ဖျားခင်တော့ရှိမှာနော်သူတော့မရှိလို့မရဘူးဟုတ်ပြီနောက်တစ်ခုကြည့်ရအောင်ဒီမှာဘယ်သူတွေဖြစ်မလဲ လူတွေ ယုံကြည်သူ ယုံကြည်သူ လူကြီး ဟုတ် တွေ တယ်နော် သူ ဘုရားသားသမီးတွေခေတ္တကိုယုံကြည်တဲ့သူတွေဘုရားသားသမီးတွေဖြစ်ခွင့်ရကောင်းကင်နိုင်ငံသွားကြမှာဖြစ်တယ်ဟုတ်ပြီဒီမှာရောအတောင်ပံတွေနဲ့ကြည့်ပါဘယ်သူတွေလဲ ကောင်းကင်နမတွေ ကောင်းကင်တမန်တွေ တမန် အများကြီးပဲเนาะသူတို့တွေလည်းကောင်းကင်နိုင်ငံမှာရှိကြတယ်ဒီနေ့တော့တွေ့ကြမယ်ပြီးတော့ဒီမှာသူတို့ဘာလုပ်နေကြကြည့်ပါ ချင်းမွန်ရ ချစ်စွာဝန်ကြ ဟုတ်တယ်ချီးမွမ်းနေကြကိုးကွယ်နေကြတယ်เนาะကောင်းကင်နိုင်ငံမှာတာတို့သမီးတို့ချီးမွမ်းကိုးကွယ်ခြင်းကြလား ကိုကိုချင်ပါတယ် ဟုတ်ပါတယ်
ဒီမှာမကိုကွယ်ချင်တဲ့လူကတော့ကောင်းကင်နိုင်ငံရောက်တော့ပြင်းစရာကြီးဖြစ်မှာနော်အခုကလေးကကျင်ထားနော်ဟုတ်ပြီနောက်တစ်ခုဒီမှာဘာဟီလဲမသိဘူးအလိတ်ကြီးတဲ့ သက်ဆောင် အသက် ဆော ဆော င်း င်း လေ လေး တော်လိုက်ကြတာအသက်စာဆောင်เนาะဆိုတော့အဲ့ဒီသက်စာဆောင်ဟာယေရှုကိုယုံကြည်တဲ့လူတွေရဲ့နာမည်စင်းကိုရေးထားတာဖြစ်တယ်ဆိုတော့တာတို့သမီးတို့ယေရှုကိုယုံကြည်လား ယုံကြည်ပါတယ် ယုံကြည်ပါတယ် ဆိုလို့ရှိရင်ဒီနာမည်မှာရှိမှာမယုံကြည်တဲ့လူတွေကတော့ဒီထဲမှာရှိနာမည်ရှိမှာမဟုတ်ဘူးเนาะ ရှိဘူး ဆိုတော့ဟုတ်ပြီနောက်တစ်ခုကဒီမှာဘာတွေ့ရလဲ တပ်ပင် စိမ့်စိမ့် ပင် အဲ့ဒါကိုဘာခေါ်လဲအသက်ပင်လို့ အသက် ခေါ်တယ် ပင် เนาะ အဲ့ဒီအသက်ပင်လည်းကောင်းကင်နိုင်ငံမှာရှိတယ်အဲ့ဒါကိုစားခြင်းပြီးကျမ်းမာခြင်းရရှိတာဖြစ်တယ်ဟုတ်ပြီနောက်တစ်ခုကြည့်အောင်ဒီမှာဘာတွေ့ရလဲတောက်ပနေတာ ရွှေလန်းရွှေလန်း ရွှေလန်း ဟုတ် လန်း တယ် ဒီလက် ပါရီတပ်ပင် ရွှေတွေเนาะဆိုတော့အဲ့ဒီရွှေလန်းတွေသွားတော့เนาะရုပ်ပြီးတော့ဆွဲကြိုးတွေလုပ်ရင်ကောင်းပါเนาะ level မှာဆွဲတာဒါပေမဲ့ကောင်းကင်မှာတော့အများကြီးပဲဆိုတော့เนาะအားရပျော်စရာကြီးเนาะဆိုတော့ခိုးမဲ့လူလည်းမရှိထင်ပါတယ်เนาะကြည်ရတာဆိုတော့ရွှေလန်းတွေနဲ့ကောင်းကင်ထဲမှာအရင်လာတယ်เนาะဟုတ်ပြီကျမ်းစာပြောတဲ့ဘုရားသခင်ဟာတဲ့သူတို့ရဲ့မျက်စိမျက်ရည်ကိုတုတ်တော်မူတယ်တဲ့နောက်တစ်ပါးတေချင်းမရှိဘူးတဲ့စိတ်မသာညှိတွားခြင်းအော်ခြင်းပင်ပန်းခြင်းမရှိဘူးတဲ့ဘာဖြစ်လဲဆိုတော့ရှေ့မှာဖြစ်ဖို့တဲ့ရွေ့သွားကြပြီဒါတနေ့တော့ခါမှာဖြစ်လာတဲ့အရာတွေဖြစ်တယ်เนาะတေချင်းနာခြင်းမရှိခုနကောင်းမကောင်းတဲ့အရာမှန်သမျှဘာကြောင့်လဲအပြစ်ဆိုတာမရှိတော့ဘူးအဲ့ဒီကောင်းကင်နိုင်ငံကအပြစ်မရှိတော့တဲ့ကြောင့်မလို့ခုနမကောင်းတဲ့အရာအားလုံးမရှိတော့တဲ့နေရာဖြစ်တယ်ဟုတ်ပြီဆိုတော့ကောင်းကင်နိုင်ငံကဘုရားရဲ့အိမ်တော်ဖြစ်တယ်အရန်လှပတန်ရှင်းပြီးတော့အံ့ဩစရာကောင်းတဲ့နေရာဖြစ်တယ်เนาะဆိုတော့ဘုရားကဒီမှာရှိတဲ့သားတို့သမီးတို့အားလုံးကိုချစ်တဲ့အတွက်ကြောင့်မို့ကောင်းကင်နိုင်ငံမှာသူနဲ့သာဝရအတူနေချင်တာဖြစ်တယ်ဟုတ်ပြီเนาะဆိုတော့ကောင်းကင်နိုင်ငံဘယ်သူသွားချင်လဲဘုရားခင်ရှိတဲ့နေရာဘယ်သူသွားချင်လဲလက်ပြပေးပါဦးဩ သမီးသွားချင်တယ် သွားချင်တယ်ဟုတ်တယ်အားလုံးသွားချင်ကြတယ်ဟုတ်ပြီကောင်းကင်နိုင်ငံမှာသွားအားလုံးသွားချင်ကြတယ်ဒါပေမဲ့ပြဿနာတစ်ခုရှိတယ်တဲ့အဲ့ဒီပြဿနာကြည့်အောင်เนาะဒီမှာဘာအယောင်တွေ့ရလဲ အမေ အေးရ ဟုတ်တယ်အနဲ့ရောင်အမဲရောင်เนาะအားလုံးတူတယ်ဆိုတော့ အမေရ ဒီမှာအနဲ့ရောင်နဲ့ပတ်သက်ပြီးတော့ဘာကိုယဉ်ညွှန်းမယ်လို့ထင်တယ်အနဲ့ရောင် အပြေး မြစ် ဟုတ်တယ်ကောင်းကင်နိုင်ငံတော့တားတို့သမီးတို့အားလုံးသွားချင်ကြပေမဲ့ဒီအရာပေါ့ဒီအပြစ်เนาะအပြစ်ရှိတဲ့အတွက်ကြောင့်မလို့သွားလို့မရဘူးအဲ့ဒါအားလုံးကိုတားဆီးထားတာဖြစ်ဆိုတော့အပြစ်ဆိုတာဘာလဲတားတို့သမီးဘယ်လိုနားလဲလဲပြောချင်ပါ ရမကြိုက်တာစကောင်းဒါမထောင်ချင်း ကြိုက်တာနားမထောင်တာဟုတ်တယ်အဲ့ဒီအရာအား ဆရာမတွေရဲ့စကား ဟုတ်တယ်ဆရာဆရာမတွေစကားနားမထောင်တာဘုရားအဓိကတော့ဘုရားရဲ့စကားကိုနားမထောင်ခြင်းကြောင့်ဖြစ်လာတာဒီဖြစ်တယ်เนาะဆိုတော့တာတို့မျိုးကြားဘူးလားအေရင်ဥယျာဉ်ထဲမှာအပင်နှစ်ပင်ရှိတယ်တဲ့ကြားဘူးလား ဒါဘူးပါတယ် ဘာအပင်နဲ့ဘာအပင်လဲပြောချင်ပါ တယ် ကောင်းတိကျွမ်းရ တိကျွမ်းရ ကောင်း ပင် မကောင်းတိကျွမ်းရအပင်နပင် ဩတော်လိုက်ကြတာเนาะအားလုံးကြားဘူးကြတယ်ဆိုတော့ကောင်းမကောင်းတိကျွမ်းရအပင်နဲ့အသက်ပင်ဆိုတာနှမျိုးထားတယ်ဆိုတော့ဘုရားသခင်ကတစ်ခုကိုစားခွင့်ပြုတယ်တောက်တစ်ခုတော့မစားခွင့်ပြုဘယ်ဟာကိုစားခွင့်ပြုတာ ရွှေရဒီကိုဆက်ပြရတယ် ကောင်းမကောင်းတိကျွမ်းရအပင် ကောင်းမကောင်းတိကျွမ်းရအပင်ကိုစားခွင့်ပြုတယ်ဟုတ်လား မပြူ မပြုတ်ဘူးတယောက်ကမပြုတ်ဘူးတဲ့တယောက်ကပြုတ်တယ်တဲ့ဟုတ်ပြီဘယ်မှန်းလဲဟုတ်ပြီစားလို့ရတဲ့အပင်ကဘယ်ဟာလဲဘုရားခင်ခွင့်ပြုတာအသက်ပင်ဟုတ်တယ်ဆိုရင်နောက်တစ်ခုက သက်ပင် ကောင်းမကောင်းတင်ကျွမ်းရကိုစားခွင့်မပြုတ်ဘူးเนาะဆိုတော့စားတဲ့နေ့မှာပဲတည်ရမယ်ဆိုတော့ဘုရားခင်ကချမှတ်ထားတယ်เนาะဆိုတော့အဲ့ဒီချိန်မှာတနေ့တော့မှဘာကောင်းကြီးရောက်လာ မွေ မွေ အဲ့ဒီမွေเนาะစာလံကမွေအနေနဲ့လာပြီးတော့အဲ့ဒီကောင်းမကောင်းတိကျွမ်းရအပင်ကိုစားလို့မရဘူးပြောသလားလို့ပြောတယ်เนาะအေဝါနဲ့အေဝါကိုအရင်မေးတယ်เนาะဟိုအေဝါကလည်းပြန်ပြောတယ်ဟုတ်တယ်စားခွင့်မရဘူးဂိုင်လို့တော့မရဘူးလို့ဘုရားခင်တားထားတယ်စားရင်သိမေးတယ်เนาะဒါပေမဲ့အဲ့ဒီချိန်ကမဟုတ်ဘူးမွေကလည်းပြန်ပြောတယ်စားတဲ့နေ့မှာမသိဘူးဘာကြောင့်လဲဆိုတော့ဘုရားခင်ကသူ့လိုဖြစ်မှာဆိုလို့ဘုရားခင်မနာလိုတော့ဖြစ်တာเนาะမျက်စိတွေပွင့်နားတွေပွင့်မှာအဲ့ဒါကြောင့်မလို့သူကပညာရှိဖြစ်မှာဆိုလို့
ဖျားခင်ကမနာလိုဘူးအဲကြောင့်စားခွင့်မပြုတာဆိုအဲ့ဒါနဲ့အေဝါကလည်းအဲ့ဒီတီကိုကြည့်တော့စားခြင်းစရာပေါက်လာနော်ခုနလိုပေါ့သားတို့သမီးတို့မျက်စိတော့နော်လိမ်မော်တီးတို့ပန်းတီးတို့မြင်တယ်လို့ပေါ့နော်သူလက်ပိုက်စာနေပုံရတယ်အဲ့ဒါနဲ့ကြည်ပြီးနောက်ဆုံးတော့အဲ့ဒီအတီကိုယူပြီးစားလိုက်ရောနော်ဆိုတော့စားတဲ့နေ့မှာသူလည်းစားတဲ့ကိုအာရောင်လည်းကျွေးတယ်နော်အဲ့ဒီအနေ့မှာအပြစ်တရားဆိုတာရောက်ရှိလာတာဖြစ်တယ်ဆိုတော့အဲ့ဒီအပြစ်ကြောင့်ဘာဖြစ်လဲဆိုတော့ဒီမှာကြည့်ပါဦးကောင်းကင်သမန်တွေနော်ကောင်းကင်သမန်တွေကအာရန်နဲ့အေဝါကိုအဲ့ဒီခြံထဲကနေဥယျာဉ်ထဲကနေနင်းထုတ်လိုက်ပြီးတော့သူတို့ဘယ်တော့မှပြန်လာခွင့်မရအောင်ဆိုတော့အဲ့ဒီအပြစ်စကားနားမထောင်တဲ့အပြစ်ကသူတို့ကိုဘုရားခင်နဲ့တားဆီးပလိုက်တယ်နော်ဆိုတော့ကျမ်းစာဘာပြောတယ်လဲဆိုရင်အဘဲအကြောင်းဤဟုမူကားလူပေါင်းတို့ဒီဒုစရိုက်ကိုပြည့်ဘုရားခင်ရှိမှာအတရေပြက်ကြပြီလူပေါင်းတို့လူတိုင်းကဘုရားခင်ရှိမှာအပြစ်သားဖြစ်သွားကြတယ်ဆိုတော့အပြစ်ကိုဘယ်လိုကျူးလွန်ကြတယ်လဲဒီနေ့မှာเนาะလက်တွေ့အနေနဲ့ကြည့်ရအောင်เนาะကာယကံဆိုတာကိုထိလက်ရောက်เนาะဆိုတော့ကိုထိလက်ရောက်ဆိုလက်သီးတွေပါကြเนาะပြီးတချို့တွေကမနိုင်ရင်ကုန်းကြိုက်တယ်လေเนาะဆိုတော့လက်သီးနဲ့ထိုးလို့မရရင်ပါးစပ်နဲ့ကြိုက်တယ်เนาะအဲဆိုတော့ခေါင်းနဲ့ထိုးတယ်မျိုးမျိုးခြေထောက်နဲ့ကန်တယ်เนาะကာယကံပါမယ်ပြီးနောက်တစ်ခုကဘာလဲဆိုတော့ဝစီကံအပြောအဆိုကြားဘူးကြားလားသမီးတို့ကာယကံဝစီကံကြားဘူးလားမြန်မာပြည်မှာတော့ဟုတ်ကဲ့တခြားဘာသာကနေအသုံးနဲ့ဇာတ်လုံးတွေတော့ဖြစ်တယ်ဒါပေမဲ့အတိတ်ဘက်ကကိုထိလျောက်ကျူးလွန်တာတွေပြီးအပြောအဆိုကျူးလွန်တာတွေเนาะဆိုတော့ပြီးနောက်ဆုံးတစ်ခုကမနောကံလို့လည်းပြောတယ်เนาะစိတ်ထဲကလုပ်တယ်เนาะဆိုတော့ကိုထိလျောက်ကလူတွေမြင်တယ်အပြောဆိုလူတွေကြားတယ်ဒါပေမဲ့စိတ်ထဲမှာလုပ်တဲ့အလုပ်ကတော့လူတွေကမမြင်မကြားဘူးဒါပေမဲ့ဒါလည်းအပြစ်ဖြစ်တယ်เนาะအဲ့ဒီလိုအပြစ်တွေနဲ့အဲ့ဒီလိုနည်းတွေနဲ့အပြစ်ကိုနေတိုင်းကျူးလွန်နေကြတယ်ဟုတ်ပြီဒီမှာကလေးတို့မေးကြည့်မယ်ကိုထိလက်ရောက်အားဖြင့်ဘယ်လိုအပြစ်တွေကိုကျူးလွန်ကြလဲပြောချင်ပါဦးပါရိုက်တယ် ဒီမှာဘာလို့လဲ လက်နဲ့ထိုးတယ်ပါရတယ် ထိုးတယ် သပင်ဆွဲတယ်ကန်တယ် ဆိုတော့မင်္ဂလေးချင်းချင်းနော်သပင်နဲ့ဆောင်းဆွဲယောက်ျားလေးတွေကတူလို့ထင်တယ်နော်သပင်တော့မဆောင်းသူကလက်သီးနဲ့ပဲချနော်ဆိုတော့မနိုင်ခုနပြောတော့ဂုံကိုက်နော်မနိုင်နိုင်အောင်ချကြတယ်အဲ့ဒါကကာယကံအားဖြင့်ကျိုးလွန်တဲ့အဖြစ်တွေဖြစ်တယ်ဆိုတော့အရန်ဖြစ်ကြတာပေါ့နော်အမျိုးမျိုးဟုတ်ပြီဒီတားလေးကဘာလုပ်နေကြည့်ပါဦး ကိုးတယ် ကိုတယ်နော် ကိုးနေ ဒီမှာဆရာမရဲ့ပစ္စည်းလားမသိဘူးเนาะတခုခုမသိအောင်နောက်ခဏလက်သွားတာเนาะဆိုတော့ဆရာမကမသိလိုက်ပဲအချိန်မှာသားခိုးသွားတော့ဒါလည်းအပြစ်ဖြစ်တယ်ဟောဒီသမီးသားနဲ့သမီးရောပါဖြစ်နေတာကြည့်ပါဦး လက်မြောင် ဟောလက်မြောက် ရတိုင်း ဘေးကတယောက်ကပါဘေးကတယောက်ကဘာလုပ်လဲ ဓမြတ် ပိုက်ဆံ အိုးဓမြတိုက်တာเนาะဒါနဲ့เนาะပေးမပေးတော့ဒါနဲ့ထုတ်ပလိုက်မှာဆိုတော့ဒါတွေတပီးတွေကကြောက်ပြီးတော့เนาะဆိုတော့လူယူတဲ့ဓမြတိုက်တယ်เนาะဒါတွေအားလုံးဟာအပြစ်ဖြစ်တယ်ဟောဒီမှာကြည့်ပါဦးဒီလက်ပိုးဆိုတာဘာဖြစ်တာ ဒုတက်နဲ့ ဒါနဲ့တတ်တယ်ဒါနဲ့ တပ်ပလိုက်တာเนาะဆိုတော့ပေးတောင်းတာမပေးလို့ထင်တယ်เนาะဒါကိုတကူကြောင့်တပ်ပလိုက်တာဆိုတော့ဒါတွေအားလုံးကကာယကံဖြစ်တဲ့ကိုထိလျောက်ကျူးလွန်တဲ့အရာတွေဖြစ်တယ်ဟုတ်ပြီနောက်တစ်ခုသွားရအောင်အပြောဆိုအားဖြင့်အပြစ်တွေကိုဘယ်လိုကျူးလွန်ကြသလဲဟောဒီမှာဒီသမီးလေးကဘာလုပ်တာလဲ ရတယ် အမေကိုပြန်ပြောတယ် ပြန်ပြောတယ်เนาะဒါတွေသမီးတွေအမေပြန်ပြောတယ်ကလေးတွေကဆရာမကိုပြန်ပြောတယ်เนาะအဲ့လိုမျိုးပြန်ပြောတဲ့ဟာတွေအခမ်းဟာတွေเนาะပြီးရင်ဒီ၃ယောက်ကဘာဖြစ်တာလဲကြည့်ပါဦး အတင်းတောက်တယ် အတင်းတုတ်တယ်เนาะဖြည်းမတုတ်ဘူးเนาะအတင်းကိုတုတ်တာဒုက္ခပဲเนาะဒီကလေးတွေလည်းသူကတယောက်နဲ့တယောက်မတီးတဲ့ချိန်မှာဟိုပြောဒီပြောဟောဇလန်နဲ့ထွေးလိန်ညာကြတယ်ဟုတ်တယ်အတင်းတွေတုတ်ကြတယ်ဟောဒီမှာဒီထက်ပိုဆိုးလာပြီဘာဖြစ်တာလဲဒီကလေးတွေက ဆဲတယ် ပြောတယ်ဆဲကြတယ်เนาะဘယ်ကနေတက်လည်းမသိဘူးเนาะဒီကလေးတွေလည်းဆိုဆဲတဲ့တိုက်ကြတာတော့ဟုတ်ပြီနောက်ဆုံးတစ်ခုစိတ်အားဖြင့်မနောအားဖြင့်အပြစ်တွေကိုကျူးလွန်ကြတယ်တဲ့ကြည့်ရအောင်ဒီမှာဒီတယောက်ကဘာဖြစ်တာလဲ လောဘကြီး လောဘကြီးတာရွှေเนาะရွှေတွေမနိုင်မနှင်းနဲ့เนาะလိုချင်တာဟုတ်ပြီနောက်တစ်ခုကရော ဒေါသကြီး ဒေါသကြီးပေါက်တယ်เนาะချချင်သူခုသူလှုပ်လိုက်ချင်တာဒီတယောက်ကရော
အတ္တကြီးတာနော်ငါပဲငါကိုလာမပြောနဲ့နော်ငါကိုလာမထင်းနဲ့ဆိုတာမျိုးတွေနော်ပြီးနောက်တစ်ယောက်ကရော မာနကြီး မာနကြီးတာနော်ဘယ်သူနဲ့မှမတူမတန်တယ်လို့သူဟာသူအထင်ကြီးနေတာနော်ဟုတ်ပြီနောက်တစ်ခုကရော သူတပါးကိုမုံတယ် သူတစ်ပါး တ ကို ပါးကိုမုန်းခြင်း ဆိုတော့ဒီဟာတွေလူတွေမြင်ချင်လဲမြင်မယ်မြင်ချင်မှလည်းမြင်မယ်ဒါပေမဲ့အားလုံးအပြစ်တွေဖြစ်တယ်နော်ဟုတ်ပြီဆိုတော့အပြစ်ဆိုတာဘုရားရဲ့အလိုတော်နဲ့မညီအလိုတော်နဲ့မကိုက်ညီတဲ့ကျွန်တော်တို့ရဲ့သားတော်သမီးတွေရဲ့စဉ်းစားပြောဆိုလှုပ်ဆောင်မှုနော်ကာယကံဝစီကံမနောကံအားလုံးပါဝင်တာဖြစ်တယ်အဲ့ဒီအပြစ်အားလုံးကိုပေါင်းအပြစ်ခေါ်လဲဆိုတော့အဲ့ဒီအပြစ်ကိုလှုပ်ဘူးသလားသားတော်သမီးတို့ကြုံဘူးလားလှုပ်ဘူးလား အကောလို့ပူပါတယ် လှုပ်ဘူးပါတယ်။အိုးတာသမီးတို့လည်းမစိုးဘူးပဲเนาะအပြစ်လှုပ်ဘူးကြတယ်။လိမ္မာမယ်လို့ထင်တာဟုတ်ပြီ။ဆိုတော့လူဆိုးလေးတွေလို့ပြောရမလားမသိเนาะ။ဟုတ်ပြီအဲ့ဒီအပြစ်လှုပ်ဖို့တာသမီးတို့သင်တန်းတက်ဘူးလား တက်ပါဘူး တဘူပါဘူး တက်ဘူးအဲ့ဆိုရင်ဘယ်လိုလုပ်တက်ကြရလဲ မသိပါ သွားတယ် ဟုတ်ပြီ ဖြစ်သွားတယ် သူ့လိုဖြစ်သွားတယ်ဟုတ်ပြီ။ဘာကြောင့်သူ့လိုဖြစ်သွားတယ်လို့ထင်လဲပြောချင်ပါအောင် จิตตาဖြစ် မု လို့ န်း ပိတာဖြစ်လို့ အပြည့်တာဖြစ်လို့ ဟုတ်တယ်အပြစ်သားဖြစ်လို့အဲ့ဒါကိုကျမ်းစာပါပြောလဲဆိုရင်ဗီဇအပြစ်လို့ခေါ်တယ်နော်ဗီဇအပြစ်လို့ခေါ်တယ်အာရန်ရဲ့ပြင်မာခြင်းကြောင့်အေဝါရဲ့ပြင်မာခြင်းကြောင့်နော်မွေရဲ့စကားကိုနားမထောင်ခြင်းအဖြစ်အားလုံးဖြစ်လာတဲ့အပြစ်သားဆိုတော့အပြစ်သားဖြစ်လို့အပြစ်ကိုလုပ်တာဖြစ်တယ်နော်ဆိုတော့အပြစ်နှမျိုးဒီညမှာနားလည်လို့ရအောင်အပြစ်နှမျိုးကိုလည်းပြောချင်တယ်ဆိုတော့ခုနပြောတဲ့ဗီဇအပြစ်ဆိုတာဘာလဲဆိုရင်အာရန်ရဲ့အပြစ်ကြောင့်ဖြစ်လာတယ်သူရဲ့ဖြစ်ချင်းနော်တော့အပြစ်လို့အပြစ်သားဖြစ်တယ်ဆိုတာမဟုတ်ဘဲနဲ့အပြစ်သားဖြစ်လို့အဖြစ်လုပ်တာနော်ဆိုတော့အဲ့ဒါကကိုလုပ်တွေဖြစ်စေမလုပ်တွေဖြစ်စေအပြစ်ဖြစ်နေတာဆိုတော့အာရန်အပြစ်လုံးတော့သားတို့သမီးတို့ရှိလားမွေးပြီလား မရှိပါဘူး မွေး မရှိ သေး ဘူး ဘူး နော်မမွေးသေးဘူးဒါပေမဲ့ तू ကအပြစ်လုပ်တဲ့အတွက်ကြောင့်တို့ရဲ့ဖိုးဖိုးကြီးတို့ရဲ့ဖွားဖွားကြီးအာရန်နဲ့အေဝါအပြစ်လုပ်တော့တို့လည်းအပြစ်သားတွေဖြစ်လာတာနော်တို့ရဲ့ဖိုးဖိုးဖွားဖွားကြောင့်ဖြစ်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းဒုစရိုက်အပြစ်ဆိုတာလည်းရှိတယ်နော်အဲ့ဒါကဒီနေ့ခုနလုပ်နေတဲ့အရာတွေကာယကံဝစီကံမနောကံအဖြစ်ဒါကိုယ်တိုင်လုပ်တဲ့အရာတွေဆိုတော့ဒီနေရာမှာအပြစ်နှမျိုးကိုရှင်းရှင်းလင်းလင်းနားလည်ဖို့လိုတာဖြစ်တယ်ဆိုတော့အပင်ကိုကြည့်မယ်ဆိုရင်လည်းအပင်မှာလည်းနှစ်ပိုင်းရှိတယ်နော်ဆိုတော့တစ်ပိုင်းကဘာလဲဆိုရင်ဗီဇအပြစ်နောက်တစ်ပိုင်းကဘာလဲဆိုရင်ဒုစရိုက်အပြစ်လို့ခေါ်တယ်ဆိုတော့ဗီဇအပြစ်ဆိုတာအောက်ကအမြင့်အပင်ပေါ့နော်အဲ့ဒီအပြစ်အမြင့်အပင်ကြောင့်ဒီမှာအသီးလေးတွေတွေ့ရနော်ပန်းသီးလေးတွေလိမ္မော်သီးလေးတွေခုနဘိုက်တော့စားနေပြီနော်ခဏဆောင်ပြီနော်ဆိုတော့အဲ့ဒီအသီးလေးတွေစားချင်တယ်တော့အဲ့ဒါတွေလည်းအပြစ်လောက်ချင်တာပေါ့နော်စားချင်တယ်လှုပ်ချင်တယ်ဆိုတော့အဲ့ဒီဟာတွေဆိုတော့ဗီဇအပြစ်ဖြစ်ရှိတဲ့အတွက်ကြောင့်မို့လို့ဒုစရိုက်အပြစ်ကအတီးလာတာဖြစ်တယ်ဆိုတော့တာတသမီးတို့အားလုံးကလည်းအဲ့ဒီအာရန်နဲ့အေဝါကြောင့်ရရှိလာတဲ့ဗီဇအပြစ်ကြောင့်အပြစ်သားဖြစ်လာသလိုဒီနေ့မှာလည်းအဲ့ဒီအပြစ်တွေနော်ကိုထီလေးယောက်ကိုရဲ့နှုတ်အားဖြင့်ကိုရဲ့စိတ်အားဖြင့်နေတိုင်းအနည်းနဲ့မြကျိုးလွန်နေကြတာဖြစ်တယ်ဆိုတော့ဒီအပြစ်နှမျိုးကိုနားလည်ဖို့အရင်ရေးကြည့်တာဖြစ်တယ်ဆိုတော့အဲ့ဒီအပြစ်ရဲ့အားလုံးရဲ့အခကဘာလဲဆိုလို့ရှိရင်ကျမ်းစာပြောတယ်အပြစ်တရားရဲ့အခါသေခြင်းဖြစ်တယ်တဲ့နော်ဆိုတော့အဲ့ဒီအပြစ်တရားဘုရားခင်နဲ့ဝေးကွာသွားရတဲ့နောက်ဆုံးမှာသေခြင်းဆိုတဲ့ငရေကိုသွားရကြမှာဖြစ်တယ်ဆိုတော့ပြောချင်တာကအဲ့ဒီအပြစ်ကြောင့်ကောင်းကင်နိုင်ငံတို့တွေကကောင်းကင်နိုင်ငံကိုသွားချင်တယ်ဘုရားခင်နဲ့အတူရှိနေကြပေမဲ့အဲ့ဒီအပြစ်ကြောင့်ကောင်းကင်နိုင်ငံကိုသွားချင်တိုင်းသွားလို့မရတော့ဘူးသေခြင်းဆိုတဲ့ဘုရားနဲ့ဝေးကွာခြင်းငရေကိုသွားရတာဖြစ်တယ်ဆိုတော့ဒီညမှာအပြစ်တရားရဲ့အခါမရေ အပြစ်တရားရဲ့အခါဖြစ်တဲ့သေခြင်းကို တော့ သေခြင်းအပြစ်တရားရဲ့အခါဖြစ်တဲ့သေခြင်းငရဲကိုတွားခြင်းဟာတဲ့အပြစ်ကိုလှုပ်ခြင်းမလှုပ်ခြင်းကြောင့်အဓိကမဟုတ်ဘူးတဲ့အပြစ်သားဖြစ်ကြောင်းဖြစ်တွားတာဖြစ်တယ်နော်ဒါတွေကအရန်အရေးကြီးတယ်တချို့တွေကပြောတယ်အရန်ကောင်းတယ်နော်အပြစ်မလုပ်ဘူးမဆဲဘူးမဆိုးဘူးနော်ရန်လည်းမဖြစ်ဘူးဒါပေမဲ့သူတို့ရောကောင်းကင်နိုင်ငံမှာတွားမယ်လို့ထင်လား အထေဘူး မထင်ဘူးဘာဖြစ်လို့လဲ ပြည့်တာ ပိတာပဲတို့ သူတို့အားလုံးလည်းအပြစ်သားဖြစ်တယ်နော်ဆိုတော့အပြစ်မလုပ်ရင်တောင်မှ
အပြစ်သားဖြစ်တဲ့အတွက်ကြောင့်ငရဲကိုသွားရမှာဖြစ်တယ်ခုနတင်မောတီကတင်မောပင်ရလာတယ်เนาะဆိုတော့တင်မောတီမရှိရင်လည်းတင်မောပင်ဖြစ်နေတာเนาะအဲ့ဒါလိုပဲအပြစ်မလုပ်ရင်တော့မှအပြစ်ဖြစ်နေတာဆိုတော့အပြစ်သားတိုင်းကငရဲသွားတယ်ဆိုတော့လောကမှာကောင်းတာဖြစ်ဖြစ်မကောင်းတာဖြစ်ဖြစ်ဘယ်လိုပဲဖြစ်လို့အဲ့ဒီအလုပ်တာအဓိကမဟုတ်ဘူးလေကိုယ့်ရဲ့ဖြစ်ချင်းဆိုတဲ့အပြစ်သားဖြစ်ချင်းကကိုယ်ငရဲသွားစေတာဖြစ်တယ်เนาะဆိုတော့လူတိုင်းအဲ့ဒါကြောင့်မို့လို့လူတိုင်းကငရဲသွားဖို့ဖြစ်တယ်ဆိုတော့အဲ့ဒီအပြစ်ကြောင့်ဘုရားနဲ့လူကိုဝေးကွာစေတယ်လူတွေကတော့အမျိုးမျိုးကြိုးစားကြတယ်เนาะဆိုတော့ဘာသာရေးတွေကောင်းတဲ့အကျင့်တွေဒီလတွေเนาะပညာချက်တွေเนาะပြီးအတွေးခေါ်တွေအမျိုးမျိုးကြိုးစားပေမဲ့တန်ရှင်းတဲ့ဘုရားခင်စီကိုဘယ်သူမှမသွားနိုင်ကြဘူးအဲ့ဒီမှာတရင်ကောင်းတစ်ခုရောက်လာတယ်ဒီမှာဘာအယောင်လေးတွေ့ရလဲ အနီရောင်တော်လိုက်တာဆိုတော့ကဲကြည့်ပါဦးကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအနီရောင်နဲ့ပတ်သက်တာဘာရှိလဲ ကာယုတ် အတွေးဆိုတော့ကြောက်စရာတွေးထွက်နေတဲ့လူရှိလားဒီမှာတွေးထွက်နေတဲ့လူရှိလား မရှိပါဘူး အဲ့ဆိုကြောက်စရာတော့ဟုတ်တယ် strawberry ဟုတ်ရှိတယ် နေဝင်နဲ့အနေရောင် နီရောင် ရုပ်ရှိပါတယ် တရေဒီ ဖယတိဒီကလေးတွေကအသေးတွေပဲပြောနေတာဗိုက်စားတာတော့တေချာတော့ပြီနော်ဟုတ်ပြီခဏနေချင်းမယ်နော်ဟုတ်ပြီအနီရောင်ကိုမြင်တဲ့အခါမှာတချို့တွေအသွေးပြောတယ်နော်လောလောဆယ်အသွေးထွက်နေတော့ကြောက်စရာကောင်းတယ်ဟုတ်ပြီအဲ့ဒီအသွေးဆိုတော့ကျမ်းစာအရာဆိုရင်တော့အသွေးကိုပြောချင်တာဟုတ်တယ်နော်ဆိုတော့အဲ့ဒီအသွေးကအင်မတန်အရေးကြီးတဲ့အရာဖြစ်တယ်ဆိုတော့အသွေးကဘာဖြစ်လို့အရေးကြီးတာလဲဒါတို့သမီးတို့စဉ်းစားမိလားပြောချင်ပါဦး ဘေကကြအာ အသွေးမရှိရဲ့လူကအသက်မရှိနိုင်လို့ တော်လိုက်တာအသွေးမရှိရင်အသက်မရှိနိုင်ဘူးဟုတ်တယ်ဆိုတော့လူကသူ့ရဲ့ခန္ဓာကိုယ်ထဲမှာအသွေးကနော်ဆရာဝန်ကပြောတယ်80%လောက်ဖြစ်မယ်တင်တယ်နော်ဆိုတော့အဲ့ဒီသွေးတာထွက်သွားတယ်ဆိုရင်လူတွေအားလုံးကတည်သွားကြမှာဖြစ်တယ်နော်ဆိုတော့အဲ့ဒီသွေးကအရေးကြီးတယ်အသွေးမရှိရင်အသက်မရှိနိုင်ဘူးကျန်းစာလည်းဗာပြောတယ်လဲဆိုရင်ဒီမှာဒါလေးအရင်ကြည့်အောင်ဒီစိုက်မုတ်လေးကိုမြင်ဘူးလား မြင်ဘူးပါတယ် ဘယ်မှာမြင်ဘူးလဲပြောကြည့်ပါ ဆေးရုပ်တွေးလို့တွေးလို့တွေးနေရ ဟုတ်ပြီတော်လိုက်တာဆိုတော့တင့်အသွေးဖြစ်အသက်ကယ်ပါဆိုမြန်မာလိုတော့အဲ့လိုရေးထားတယ်နော်အင်္ဂလိပ်လိုဆိုတာဒီလိုမျိုးပေါ့နော်ဆိုတော့ဆေးရုံတွေမှာချိတ်ထားဘာကြောင့်လဲကိုယ်သွေးအားဖြင့်တေခံနေလူလိုကိုကယ်တင်နိုင်တာဖြစ်တယ်ခုနပြောသလိုပဲကိုယ့်ရဲ့သွေးကအင်မတန်တန်မိုးရှိတယ်အသက်ကိုကယ်တင်နိုင်လောက်အောင်ရေးကြည့်တဲ့အတွက်ကြောင့်အလူပေးဖို့နော်ဆိုင်းဘုတ်တွေတွေ့ရတာဖြစ်တယ်ဆိုတော့အသွေးရဲ့တန်ဖိုးကျန်းစာပါပြောတယ်လဲဆိုရင်ကိုယ်ခန္ဓာရဲ့အသက်ဟာအသွေးမှာတည်တယ်တဲ့လူရဲ့အပြစ်ကိုဖြေတဲ့ဟာလဲအသွေးဖြစ်တယ်တဲ့เนาะဆိုတော့အသွေးရှိမှဒီခန္ဓာကိုယ်အသက်ရှင်နိုင်တယ်အဲ့ဒါလိုပဲအသွေးကပဲလူရဲ့အပြစ်ကိုဖြေလွတ်နိုင်တာဖြစ်တယ်လို့ဝိပုယခန်းကြီး7မှာရေးထားတယ်เนาะပြီးနောက်တစ်ခုဟေဘရဲမှာလည်းပါရေးထားလဲဆိုရင်အသွေးမသွန်းလောင်းမဲ့အပြစ်လွတ်ခြင်းမရှိဘူးเนาะဆိုတော့အသွေးသွန်းလောင်းတယ်ဆိုတာတနည်းအားဖြင့်အသက်ကိုပေးတာဖြစ်တယ်เนาะဆိုတော့မသေးဘဲနဲ့အပြစ်လွတ်ခြင်းမရှိဘူးဆိုတော့ကိုယ့်ရဲ့အသွေးတွေအားလုံးเนาะတွန်းလောင်းကအဲ့ဒီအပြစ်ကိုလွတ်နိုင်တဲ့အရာအပြစ်ကိုဖြေနိုင်တဲ့အရာကကာဘောလစ်နဲ့လည်းမရဘူးเนาะရွှေဝါဆက်ပြာနဲ့လည်းမရဘူးအဲ့ဒီအသွေးကပဲဆေးကြောနိုင်တယ်လွတ်ခွင့်ပေးနိုင်တယ်ဆိုတာပြောချင်တာဖြစ်တယ်ဆိုတော့ဒီမှာဘယ်သူတွေ့ရလဲပြောချင်ပါဦး ယေရှု ယေရှုဆိုတာဘာလို့လဲ တခေ လူရှိဘုရားသခင် ဘုရားသခင်ရဲ့သားတော်เนาะဒါတို့သမီးကြားဦးကြတယ်ဆိုတော့ဘုရားသခင်ဟာဒါတို့သမီးတို့ကယ်တင်ဖို့သူ့ကိုတပါးသီးတော့သားတော်သူ့ရဲ့တပါးသီးတော့သားတော်ဖြစ်တယ်ယေရှုကိုဆေလွတ်ခဲ့တာဖြစ်တယ်ဘာကြောင့်သူ့ကိုဆေလွတ်တယ်လဲဆိုရင်သူဟာတခါမှအပြစ်မလုပ်ဘူးတဲ့เนาะလောကမှာဒါတို့သမီးတို့ကဲတော့เนาะလူသားအဖြစ်ခံယူတယ်ဒါပေမဲ့သူဟာဒါတို့သမီးတို့လိုကာယကံဝစီကံမနောကအပြစ်မလုပ်ခဲ့ဘူးเนาะပြီးတော့အာရန်ရဲ့အပြစ်ဗီဇအပြစ်လည်းသူ့မှာမရှိဘူးဆိုတော့သူဟာတန်ရှင်းတဲ့သူဖြစ်တယ်တခါမှအပြစ်မလုပ်ဘူးလေလူဖြစ်တယ်เนาะဆိုတော့သူကဘာလုပ်တယ်လဲဆိုရင်သားတို့သမီးတို့အားလုံးရဲ့အပြစ်เนาะဗီဇအပြစ်တွေခုနရန်ဖြစ်တဲ့အပြစ်တွေစကားများတဲ့အပြစ်တွေနားမထောင်တဲ့အပြစ်တွေမာနကြီးတဲ့အပြစ်တွေအားလုံးကိုလက်ဝါးကတိုင်းမှာယူပြီးတော့သားတို့သမီးတို့အတွက်
အသေးခံခဲ့တာဖြစ်တယ်နော် ဆိုတော့သူ့ရဲ့အသေးခံခြင်းအဖြစ်သားတို့သမီးတို့ဆရာတို့အပါဝင်လောကလုံးအားလုံးခံစားရမယ့်အပြစ်ရဲ့ကြိမ်ချင်းအားလုံးကိုသူကယူဆောင်ပြီးတော့ခံသွားခဲ့တာဖြစ်တယ်ဆိုတော့ကျမ်းစာဘာပြောတယ်လဲဆိုရင်ဖခင်သခင်ရဲ့သားတော်ယေရှုရဲ့အသွေးတော်ဟာငါတို့အပြစ်ရှိသမျှကိုဆေးကြောတယ်တဲ့သူ့ရဲ့အသွေးတော်ကအင်မတန်တကိုးကြီးမားတယ်နော်ဆိုရသူ့ရဲ့အသွေးတော်ကသားတို့သမီးတို့ပဲမဟုတ်လောကမှာရှိတဲ့လူတွေအားလုံးရဲ့အပြစ်ကိုဆေးကြောနိုင်လာအောင်တကိုးကြီးတယ်။ဘာကြောင့်လဲ။သူဟာဘုရားရဲ့သားဖြစ်တယ်။အပြစ်မရှိတဲ့လူအပြစ်မလုပ်ဘူးတဲ့လူဖြစ်တယ်။အဲ့ဒါကြောင့်သူ့ရဲ့တကိုးကသူ့ရဲ့အသွေးတော်တကိုးကအင်မတန်ကြီးမားတာဖြစ်တယ်။ဆိုတော့အပြစ်အားလုံးကိုဆေးကြောနိုင်လာအောင်သူကလှုပ်ဆောင်ခဲ့တယ်။ဆိုတော့တည်င်းကောင်းကဘာလဲဆိုရင်သူဟာအသေးခံယုံမဲမဟုတ်ဘူး၃ရက်မြောက်နေ့မှာပြန်လဲရှင်ပြန်ထမြောက်ခဲ့တယ်။ကျမ်းစာဘာပြောတယ်လဲဆိုရင်ခေတ္တဟာတဲ့ကျမ်းစာလာဒီတိုင်းငါတို့အပြစ်အတွက်အသေးခံတယ်တကြိုပြီးမှကျမ်းစာလာဒီတိုင်း၃ရက်မြောက်နေ့မှာရှင်ပြန်ထမြောက်ခဲ့တယ်။အကဲယေရှုသာသေခြင်းကနေမထမြောက်ဘူးဆိုရင်ဒီနေ့ဒါတို့သမီးတို့လည်းယုံကြည်တာဘာမှအတိတ်ပဲရှိမှာမဟုတ်ဘူး။သူရဲ့အသွေးတော်လည်းတကိုးရှိမှာမဟုတ်ဘူး။သူ့ကိုလည်းကိုးကွယ်စရာအကြောင်းလည်းမရှိမှာမဟုတ်ဘူး။ဒါပေမဲ့သူဟာဘယ်သူမှဘယ်တယောက်မှနော်တလောကလုံးမှာမအောင်မြင်ခဲ့တဲ့သေခြင်းကိုအောင်မြင်ပြီးတော့ထမြောက်ခဲ့တာဖြစ်တယ်။သူ့ကိုယုံကြည်တဲ့လူဟာတနေ့တော့အခါမှာသူကဲ့သို့ပဲထမြောက်ဖို့ကျမ်းစာအာမခံတာဖြစ်တယ်။နော်ဆိုတော့ဟုတ်ပြီဆက်သွားမယ်ဒီမှာဘာအရာကိုလဲတွေ့ရလဲ အဖြူရောင် အဖြူရောင်ဟုတ်ပြီဆိုတော့အဖြူရောင်ကဘာကိုဆိုလိုတယ်လဲအဖြူရောင်ကဘာကိုပုံဆောင်တယ်လို့ထင်လဲ တန်ရှင်းနာ ဖြူစင်တန်ရှင်းဖြူစင် တန်ရှင်းဖြူစင်ခြင်းเนาะဆိုတော့တန်ရှင်းခြင်းအပြစ်ကင်းခြင်းเนาะအမျိုးမျိုးသုံးလို့ရတယ်ဆိုတော့တနည်းအားဖြင့်အပြစ်လွတ်ခြင်းကိုလည်းယူဆောင်တာเนาะဆိုတော့အပြစ်ရှိတဲ့အတွက်ကြောင့်ကောင်းကင်နိုင်ငံကိုတွားလို့မရဘူးဒါပေမဲ့ယေရှုရဲ့အသွေးတော်เนาะဒါတို့သမီးအတွက်သုံးခဲ့တဲ့အသွေးတော်ကိုယုံကြည်လက်ခံခြင်းအဖြစ်အပြစ်ကနေလွတ်ခြင်းအခွင့်ရရှိမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ဆိုတော့ကျမ်းစာထဲမှာဒီမှာဘာလုပ်နေတာတွေ့လဲယေရှုက ဒါခေါင်း တကားဖောက်နေတယ်နော်ယေရှုကသားတို့သမီးတို့ရဲ့နှလုံးသားတကားကိုခောက်နေပါတယ်တဲ့။ဘာကြောင့်လဲ။ तू ကအထက်ကိုဝင်ခြင်းနဲ့အတူနေခြင်းတာဖြစ်တယ်။နော်ဆိုတော့ယေရှုကိုယုံကြည်လက်ခံရင်အပြစ်လွတ်ပြီးတော့ဖရာသားဖြစ်ရတော့အခွင့်ကိုရရှိမယ်လို့ယောဟန်ခန်းကြီး1အငယ်21ကလည်းပြောတယ်။ဆိုတော့ဒီထက်မှာယေရှုကိုယုံကြည်တဲ့လူရှိလား။ဘယ်နည်းကယုံကြည်လဲပြောချင်ပါဦးသားအတွက်သမီးအတွက်ယေရှုကလက်ဝါးကားထဲမှာအသေးခံခဲ့တယ်သွေးသွင်းခဲ့တယ်ယုံကြည်တဲ့လူလက်ထောင်ပေးပါအောင်အများကြီးပဲเนาะဆိုတော့သူ့ကိုယုံကြည်တယ်ဆိုရင်အပြစ်လွတ်ခြင်းခွင့်ရမယ်သားဖခင်သားမြစ်ခွင့်ရမယ်ဆိုတော့ကျမ်းစာဘာပြောတယ်လဲကြည်အောင်เนาะကျမ်းစာဘာပြောလဲဆိုရင်ယေရှုသင်ဟာတဲ့ယေရှုကိုနှုတ်ဖြင့်ဝန်ခံပြီးတော့เนาะသူ့ကိုဖခင်ကတေခြင်းကထားမြောက်စေတယ်လို့စိတ်နှလုံးမှာယုံကြည်ရင်တဲ့ကယ်တင်ခြင်းရမယ်တဲ့ဖြောင်းမရတို့ရောက်ဖို့စိတ်နှလုံးနဲ့ယုံကြည်ရမယ်ကယ်တင်ခြင်းရောက်ဖို့နှုတ်ဖြင့်ဝန်ခံရမယ်တဲ့ဆိုတော့ဒီမှာအပြာရောင်ရဲ့အနီရောင်ရဲ့အရောင်လေးတွေချဲထားတာတွေ့လား တွေ့ပါတယ် ဆိုတော့ တွေ့ပါတယ် ဟုတ်ပြီဆိုတော့ယုံကြည်တယ်ဆိုတာဘယ်ကနေယုံကြည်တာလဲစိတ်နှလုံးထဲကနေယုံကြည်တာဖြစ်တယ် တဲ့နှလုံးသွင်းနေ ဆိုတော့သားတို့သမီးအတွက်ယေရှုကအသေးခံခဲ့တဲ့အသွေးသွင်းခဲ့တဲ့တေခြင်းနဲ့ရှင်မြတ်ထမြောက်တယ်ဆိုတော့ယုံကြည်လား ဒီပါဒီပါတယ် အဲ့တော့ယုံကြည်လို့ရှိရင်ကျမ်းစာပြောတယ်ကယ်တင်ခြင်းတို့ရောက်မယ်တဲ့နော်စိတ်နှလုံးပြဖြောင်းမရတို့ရောက်မယ်ဒါပေမဲ့အဲ့ဒီဟာတခုနဲ့မပြီးသွားဘူးဘာလဲနှုတ်ဖြင့်ဝင်ခံရမယ်လို့ပြောတယ် နောက်ဖြင်း နှုတ်ဖြင့်ဝင်ခံရမယ်လို့ပြောတယ်ဥပမာတစ်ခုပြောမယ်ဆိုရင်ညီမဆ iam ဘေဘီနော်ကျွန်တော်ရဲ့ဆ iam ကြီးဆ iam ဘေဘီရှိတယ်သူကသားတို့သမီးတို့အိမ်ကိုလာမယ်နော်လာတဲ့ခါမှာသားတို့သမီးတို့ကအိမ်အပေါက်ကနေချောင်းပြီးကြည့်တယ်ဟာဘာလို့လဲမသိဘူးဆိုတော့နော်ချောင်းကြည့်လိုက်မယ်ဆိုတော့အဲ့ဒီမှာကြည့်တဲ့အချိန်မှာအကယ်၍ဆ iam ဘေဘီမဟုတ်ဘဲနဲ့တခြားကိုမသိတဲ့လူတွေတကားဖွင့်မလားမဖွင့်ဘူးเนาะဒါပေမဲ့ကြည့်လိုက်တော့ဆ iam ဘေဘီဖြစ်နေတယ်။အော်တို့တင်ပေးတဲ့ဆ iam ဘေဘီပါလားဆိုတိတော့သူ့ကိုဆ iam ရေသားတို့ထဲမှာရှိပါတယ်။သမီးတို့ထဲမှာရှိတယ်ဝင်ခဲ့ပါလို့ပြောလိုက်မယ်။ဆ iam ဘေဘီကဝင်လို့ရပြီလား မရဘူး ။မရသေးဘူး။ဘာလို့မရသေးလဲ တကားမဖွင့်လို့ တကားမဖွင့်သေးဘူး။ဟုတ်တယ်။ဆ iam ဘေဘီကလူကောင်းဖြစ်တယ်။သားတို့ရဲ့ဆ iam တွေဖြစ်တယ်လူလည်းသိတယ်။လာလို့ရှိရင်တော့မုတ်တွေကျွေးမယ်เนาะခုနတာတာသမီးတို့စားကြည့်တယ်ဘန်ဒီတွေလိမ္မော်သီးတွေသူဝယ်လာတာဖြစ်နိုင်တယ်เนาะဒါပေမဲ့ဒီမှာတော့ဘိုက်စားနေပြီဒါပေမဲ့ဆ iam ဘေဘီရေဝင်ခဲ့ပါလို့ပြောရုံနဲ့
သူအထဲဝင်လို့ရလားမရဘူးနော် မရ ဘာကြောင့်လဲ ဘူး တကားကိုဖွင့်ပေးလို့ရလို့တည်တကားကြီးကပိတ်နေတယ်ဆိုတော့အဲ့ဒီတကားကိုဖွင့်ဖို့လိုတယ်ဆိုတော့တကားကိုဘာနဲ့ဖွင့်လဲလက်နဲ့နော်တကားလက်တိုင်ကိုလက်နဲ့ဖွင့်ပေးတယ်အဲ့ဒါမှတကားကိုဖွင့်လိုက်ခြင်းမှာဇမဘေဘီကလည်းအထဲကိုဝင်လို့ရတယ်အဲ့ဒီချိန်မှာသူဝယ်လာတဲ့ပန်းတီးတွေလိမ္မော်တီးတွေနော်အားရပါရစားလို့ရမှာနော်အဲ့ဒါလိုပဲယေရှုကိုကိုယ့်ရဲ့ကယ်တင်ရှင်အဖြစ်ကိုယ့်ရဲ့အတွက်အသေးခံခဲ့တဲ့သူအဖြစ်ယုံကြည်လက်ခံတာအရန်ကောင်းတယ်ဒါပေမဲ့ခုနကတကားမဖွင့်ပေးဘူးဆိုရင် तू အထဲကိုဝင်လာလို့မရသေးဘူးဆိုတော့ယုံကြည်တယ်ဆိုတာဘာနဲ့ယုံကြည်တယ်လဲစိတ်နှလုံးနဲ့ယုံကြည်တယ်เนาะဆိုတော့ဝန်ခံတာဘာနဲ့ဝန်ခံလဲ No. နှုတ်ဆိုတာနှလုံးသားရဲ့တကားဖြစ်တယ်เนาะအဲ့ဒီနှုတ်နဲ့ဝန်ခံတဲ့အချိန်မှာ သူ့ကိုခွင့်ပြုချက်ပေးတဲ့အခါမှာ तू ဝင်လာလို့ရတယ် तू ကအတင်းတမမလုပ်ဘူးเนาะဆိုတော့ဒီမှာကျမ်းစာပြောတဲ့အတိုင်းစိတ်နှလုံးထဲမှာယုံကြည်ဖို့နံပါတ်1အရေးကြီးတယ်အဲ့ဒါကိုနှုတ်နဲ့ဝန်ခံဖို့အရင်အရေးကြီးတယ်အဲ့ဒီနှစ်ခုရတဲ့အခါမှာကယ်တင်ခြင်းရရှိတာဖြစ်တယ်ဆိုတော့ဒီထဲမှာသားတို့သမီးတို့ခုနပြန်ပြပါအောင်ယေရှုကိုယ့်ရဲ့ကယ်တင်ရှင်အသက်သခင်ဖြစ်ယုံကြည်လက်ခံတဲ့လူဒါအတွက်သမီးအတွက်အသေးခံအသွေးသွင်းခဲ့တဲ့ရှင်ပြန်ချမ်းမြောက်တဲ့ဘယ်နှယောက်ရှိလဲယုံကြည်လက်ခံခြင်းတဲ့လူဘယ်နှယောက်ရှိလဲဟုတ်ပြီအရန်ကောင်းတယ်အရန်များတယ်เนาะအားလုံးခဏလေးမျက်စိမိတ်မယ်เนาะလက်အုပ်လေးချီမယ်ခဏဟုတ်ပြီဆရာနောက်ကနေခဏလေးလိုက်ဆိုပေးပါเนาะယေရှုဖေဟာ ယေရှုဖျား ယေရှုဖေယာ တာကိုချစ်တဲ့အတွက်ကျေးဇူးတင်ပါတယ် သမီးကိုချစ်တဲ့အတွက်ကြောင့်ကျေးဇူးတင်ပါ ချစ်တဲ့အတွက်ကျေးဇူးတင်ပါတယ် ဒါအဖြစ်သားဖြစ်ပါတယ် သမီးဟာပိသားဖြစ်ပါ ဒါပေမဲ့ ဖြစ်ပါတယ် ဒါပေမဲ့ ဒါရဲ့အဖြစ်တွေအားလုံးအတွက် သမီးရဲ့ပိတိအားလုံးအတွက် ဘဝကတိုင်းမှာ ဘဝကတိုင်းမှာ ဝါကာ အ ရ သေးခံ တေခံ အသွေးသွင်းပြီးတော့ တူတူပြီးတော့ သုံးရက်မြောက်နေ့မှာ ဘုရားမြောက် သုံးရ နေ့ မြော မှာ က် ရှင်ပြန်ချမြောက်တဲ့အတွက် ရှင်ပြန်ချမြောက်တဲ့အတွက် ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ယေရှုဖေဟာ ယေရှုဖျား ကိုရောကို ကိုရောကို ဒါ ကို ရဲ့ ရောကိုသမီးရဲ့ ကယ်တင်ရှင်နဲ့ ကယ်တင်ရှင် အ နဲ့ ရှင်သခင်အဖြစ် ရှင်သခင်အ ခေါ ရှင် ်ပေးလက်ခံပါတယ် ခေါ်ဖေးလက်ခံပါတယ် ဘဝတစ်ခုလုံးကို ဘဝတစ်ခုလုံး ဘဝတစ်ခု ကို လုံး ရောရဲ့လက်ထဲသို့ ကိုရောရဲ့လက်ထဲ အ သို့ နံပါတယ် အနံပါတယ် ယေရှုနာမ၌ ယေရှုနာမ၌ တောင်းပါ၏ ဆုတောင်းပါ ဆုတောင်းပါ ၏ အာမင် အာမင် အာမင်လက်ခုပ်တီးအောင်ဟုတ်ပြီဆိုတော့တာတော်သမီးတို့ကယေရှုကိုယေရှုဟာတာတော်သမီးတို့အသေးခံအသွေးသွင်းခဲ့တဲ့ရှင်မြတ်ထမြောက်တယ်ဆိုတာကိုစိတ်နှလုံးထဲမှာတကယ်ယုံကြည်ပြီးတော့ခုနဆရာဆိုခိုင်းတဲ့အတိုင်းနောက်ကနေတကယ်နှုတ်နဲ့ဝန်ခံနေဆိုရင်အဲ့ဒါကဲ့တင်ခြင်းရတာဖြစ်တယ်နော်ဒါဆရာပြောတာမဟုတ်ကျမ်းစာကပြောတာဖြစ်တယ်ဆိုတော့တကယ်ရတဲ့လူကဒီနေ့ကစပြီးဖခင်ရဲ့သားသမီးတွေဖခင်တော်ခွင့်ရတာဖြစ်တယ်အာမင်ဟုတ်ပြီဆိုတော့ပြောပါအောင်ဒီနေ့ဒါဖခင်သားဖြစ်ပြီလို့ပြောပါအောင် ဘုရားသားဖြစ်ပြီ ဆိုတော့ကျမ်းစာဂရိပေးတယ်ဗာလဲဆိုတော့ငါဒီတင့်ကိုမစွန့်အပြင်းပြည့်၍မထားတဲ့เนาะဆိုတော့ဒီနေ့ကစပြီးသားတို့သမီးတို့ကိုဖခင်ကဘယ်တော့မှပြစ်မထားတော့ဘူးเนาะဘယ်တော့မှတယောက်တည်းမထားလို့သားတို့သမီးတို့ ਨੇ အတူအထဲမှာအမြဲတမ်းနေညမပြအစဉ်အမြဲရှိနေတာဖြစ်တယ်เนาะဟုတ်ပြီနောက်ဆုံးအရောင်တစ်ခုဒီမှာဘာရောင်တွေ့ရပါသလဲ စေရ ဆေးရောင်တစ်ခုเนาะဆိုတော့သားတို့သမီးတို့ယေရှုကိုယုံကြည်လက်ခံတဲ့အတွက်ကြောင့်မို့လို့ကောင်းကင်နိုင်ငံသားတို့သမီးတို့တေချာပြီးဒါပေမဲ့ဖခင်သခင်ကချက်ချင်းမခေါ်သေးဘူးเนาะဆိုတော့လောကမှာခဏနေရအောင်မှာဖြစ်တယ်ဒါပေမဲ့အချိန်မရွေးဘယ်တော့ပဲတည်သားတို့သမီးတို့ကောင်းကင်နိုင်ငံသွားဖို့အာမခံချက်ရှိတာဖြစ်တယ်ဒါပေမဲ့လောကမှာအသက်ရှင်တဲ့အချိန်မှာခဏတာတွင်မှာတာတို့မျိုးအသက်တာအတွက်လိုအပ်တဲ့အရာလေးတွေပြောပြချင်တယ်ဟုတ်ပြီအစိမ်းရောင်ဖြစ်တယ်ဆိုတော့အစိမ်းရောင်ပတ်ဝန်းကျင်မှာအစိမ်းရောင်ဘာတွေမြင်နေတယ်လဲပတ်ဝန်းကျင်ကြည့်ပါအောင်ဘာအစိမ်းရောင်ရှိ ပင်ဟုတ်ပြီပြီးတော့ပါဟုတ်တေးရွက်ဟုတ်တယ်မြက်ပြီးတယ်နော် ဖယတိ အော်ဖယတိအော်ဟောနောက်ဒီတယောက်လည်းဗိုက်စာပြန်ပြီအတီးပဲမြင်နေတာဟုတ်ပြီခဏနေပြီးတော့မယ်နော်ဆိုတော့အတီးတွေစားမယ်
ဟုတ်ပြီအဲ့ဒီအသီးတွေကဘာကိုယူညွှန်းတယ်လဲဆိုလို့ရှိရင်အသီးတော်ဖြစ်ကုန်ပြီအစိမ်းရောင်ကဘာကိုယူညွှန်းတယ်လဲဆိုရင်ကြီးထွားခြင်းကိုယူညွှန်းတာဖြစ်တယ်နော်ဆိုတော့ကြီးထွားခြင်းကိုယူညွှန်းတာဖြစ်တယ်ဆိုတော့ဘုရားသခင်ကသားတို့သမီးတို့ရဲ့အသက်တာကိုကြီးထွားရင့်ကျက်ဖို့အလိုရှိတာဖြစ်တယ်နော်အပင်တပင်မှန်နေဆိုရင်ဒုက္ခဘာဖြစ်လို့စိမ့်နေတယ်လဲသူဟာအသက်ရှင်နေလို့ဖြစ်တယ်နော်သူအသက်ရှင်နေတဲ့အပင်မှန်တွေများကြီးထွားရင့်ကျက်ဖို့လိုတယ်အဲ့ဒါလိုပဲသားတို့သမီးတို့ကလည်းအသက်ရှင်နေဆိုရင်ကြီးထွားရင့်ကျက်ဖို့လိုတာဖြစ်တယ်အဲ့တော့ပြောပါအောင် grow grow ဆိုတာဘာလဲကြီးထွားရင့်ကျက်တာဒီစကားလုံးလေးကိုဟုတ်တယ်ဒီစကားလုံးနဲ့နည်းနည်းလေ့လာကြည့်မယ်နော်ဆိုတော့ဝိညာဉ်အသက်တာကြီးထွားရင့်ကျက်ဖို့ grow ဆိုတာလေးကိုကြည့်အောင်ဟုတ်ပြီဒီမှာ grow ဆိုတာဘာလဲအင်္ဂလိပ်လိုပြောမှဆိုရင် ကြီးထွား Go ခြင်း to church. Go to church ဘုရားကျောင်းသွား ဟုတ်တယ် go to church မြန်မာလိုဆိုပြောရင်ဘုရားကျောင်းသွားမယ်ဟုတ်ပြီ ကျောင်းသွား ဘုရားကျောင်းသွားရင်ဘာတွေလုပ်တယ်တားလို့သမီးတို့ပြောကြည့်ပါ ချီးမွမ်းတဲ့ခြင်းဆိုတဲ့ ကျင်းမမယ် ဆိုတဲ့ တရားဟောတာနားထောင်တယ် နားထောင်တယ်ဟုတ်တယ် အားရှာလို့တယ် စစ်တောင်းမယ်ရှင်းဆိုတယ်စစ်တောင်းတယ် ဟုတ်တယ်ဆိုတော့ဘုရားကျောင်းသွား ကုန်းနေ ဆိုတော့အိမ်မှာပဲเนาะတားလို့သမီးတို့ iPad တွေနဲ့ TV တွေကြည့်ပြီးတစ်ချိန်လုံးနေဖို့မဟုတ်ဘူးเนาะဘုရားကျောင်းသွားမယ်ဆိုတော့ဘုရားသားသမီးတွေနဲ့အချင်းယူမယ်ဘုရားနဲ့အချင်းယူမယ်အဲ့ဒါကဝိညာဉ်အတ္တကြီးထွားဖို့ပထမတစ်ခုဖြစ်တယ်เนาะတားလို့သမီးတို့ဘုရားကျောင်းသွားတာပြောလား ပါတယ် ဟုတ်ပြီ ပါတယ် ဟုတ်တယ်ဆက်သွားကြမယ်ဟုတ်ပြီနောက်တစ်ခုဂျီပြင်ပါလာမလဲ အာ ဟုတ်ပြီအားဆိုတာအင်္ဂလိပ်လိုဆိုရင်တော့ဘာဖြစ်မယ်လို့ခံမှန်းလဲရဲ့အရှိကဘာဖြစ်မယ်လို့ခံမှန်းလဲပြောချင်ပါခုန resurrection read Oh. bible read bible ဝါတော်လိုက်တာ read bible and pray နှစ်ခုပေါင်းလိုက်ရအောင်เนาะဆိုတော့ကျမ်းစာဖတ်မယ်ဆုတောင်းမယ်ဟုတ်ပြီဆိုတော့တားတို့သမီးတို့ကျမ်းစာဖတ်လားဆုတောင်းလား ပါတယ် ဆုတောင်းပါ တယ်ဆုတောင်းတယ်เนาะဆိုတော့အင်းစားတဲ့ချိန်ပဲမဟုတ်ဘူးเนาะအင်းစားတဲ့ချိန်ပဲမဟုတ်ဘူးအားတဲ့ချိန်မှာကျမ်းစာဖတ်မယ်ဆုတောင်းမယ်အားကြောင့်မှလည်းဖတ်မယ်အဲ့ဒါကဘာဖြစ်စေခြင်းလဲဘာဖြစ်စေလဲဆိုတော့ကိုယ့်ရဲ့ဝိညာဉ်အတ္တကိုကြီးထွားစေတာဖြစ်တယ်ဆိုတော့ဟုတ်ပြီပထမတစ်ခုကဘာလဲ G ကဘာလဲ အကြောင်း ညာညာသွားမယ်ကိုတို့ချက်အာကဘာလဲ read the read the Bible Bible တပါပဲရအောင်ပြီအခုတတိယစကားလုံးပါလဲ အိုးဆိုတော့ဘာဖြစ်ဖြစ်လဲ obey obey ဟုတ်ပြီရန်တော်လိုက်တာဘယ်သူ obey မလဲ နား obey ဘုရားစကားကိုနားထောင်မယ်အဲ့ဒီထဲမှာမိဘလည်းပါတော့နော်ဟုတ်တယ်ဆရာဆရာမတွေစကားလည်းပါတယ်သူတို့ကိုနားထောင်မယ်ဆိုတော့အဲ့ဒီဟာကိုနားထောင်ခြင်းဟာကိုယ့်ရဲ့ဝိညာဉ်ကိုအတ္တကိုကြီးထွားမဲ့အကြောင်းအရာဖြစ်တယ်ဆိုတော့ဘုရားကျောင်းတွေတွားကျမ်းစာဖတ်ပြီးလှုပ်ချင်တာလှုပ်နော်စိုးချင်တာစိုးဆိုရင်တော့အဲ့ဒါလည်းအဆင်မပြေဘူးနော်ဆိုတော့ကျမ်းစာဘာပြောသလဲဘုရားကဘာပြောသလဲဒါကိုမိဘတွေကဘာတုံတင်လဲဆရာဆရာမတွေကဘာပြောလဲအဲ့ဒါကိုနားထောင်မယ်လိုက်ရှောက်မယ်အဲ့ဒါဟာဝိညာဉ်အတ္တကိုကြီးထွားဖို့ဖြစ်ပါတယ်ဟုတ်ပြီနောက်ဆုံးတစ်ခုကဘာလဲ W W ဟုတ်ပြီရှင်းရ3ခုမှတ်မိသေးလား G ကဘာလဲ go to church ဟုတ်ပြီ go R to church read the Bible read the Bible တော်လိုက်တာ O က obey obey ဟုတ်ပြီ God နောက်ဆုံးတစ်လုံးခံမှန်းကြည့်ပါဦး W နဲ့ဘာဖြစ်လဲ worship 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 ဟုတ်ပြီတခြားရော go to zoo လား worthy worship ရှင်း go to ရုပ်ရှင်ရုံလားဟုတ်ပြီ worship ဟုတ်ပြီဘုရားကျောင်းသွားတဲ့ခါမှာတော့ worship လို့ပါပြီဒါပေမဲ့နောက်တစ်ခုဟုတ်ပြီရတယ် Word of God word of God ဟုတ်ပြီဆိုတော့မတိလည်းကိစ္စမရှိဘူးဒီမှာပြောပြမယ်နော်ဆိုတော့ witness to other about Jesus နော် witness ဆိုတာဘာလဲသက်သေခံရမယ်နော်ဒါတို့သမီးတို့ကဲတင်ချင်းဘလို့ရတယ်လဲဘုရားခင်ဒါတို့သမီးဘလောက်ချစ်တယ်လဲနော်ခုနပြောတယ်မနော်ယေရှုကဒါတို့သမီးတို့အသေးခံနဲ့အသွေးသွန်းနဲ့သုံးရမြနဲ့မှာရှင်ပြန်ထမြောက်တယ်အဲ့ဒီအားလုံးကဘုရားရဲ့ချစ်ခြင်းမေတ္တာဖြစ်တယ်နော်ယေရှုကဒါတို့သမီးတို့တရားချစ်လို့လှုပ်ဆောင်ပေးခဲ့တာဖြစ်တယ်အဲ့ဒီအားလုံးအဲ့ဒါကိုယုံကြည်တဲ့လူဟာကောင်းကင်နိုင်ငံ
သွားလို့ရတယ်ဖះနဲ့အတူနေလို့ရတယ်ဆိုတာမျိုးဒါတို့သမီးတို့ပြန်ပြီးတော့ဝင်ငှားရမှာဖြစ်တယ်နော်ဖះเจ้าမှာဖြစ်ဖြစ်เจ้าမှာဖြစ်ဖြစ်အလုပ်သွားတဲ့နေရာတိတိမှာတငယ်ချင်းတွေကိုတွေ့ရင်ဘယ်နှစ်ယောက်ကဝင်ငှားခြင်းလဲယေရှုเจ้าဟုတ်တယ်ဘာဖြစ်လို့လဲသူတို့ကိုဝင်ငှားလို့သူတို့ကယေရှုကိုယုံကြည်ကောင်းကင်နိုင်ငံမှာအဲ့ဒီတငယ်ချင်းတွေနဲ့ပြန်တွေ့ရမှာဖြစ်တယ်နော်မဟုတ်ဘူးဆိုရင်တော့လောကမှာခဏပဲတွေ့ပြီးတော့နော်ချစ်တဲ့တငယ်ချင်းတွေတဲ့ငရေသွားကွာကောင်းကင်နိုင်ငံသွားဆိုပျော်စရာကောင်းလားမကောင်းဘူးနော်ဆိုတော့ယေရှုအကြောင်းယေရှုချစ်ခြင်းမေတ္တာအကြောင်းကိုလိုပဲသူတွေလည်းကယ်တင်ခြင်းရဖို့ဝင်ငှားမယ်အဲ့ဆိုရင်ကောင်းကင်မှာအတူတူသူတို့နဲ့ရှိနေမှာဖြစ်တယ်ဟုတ်ပြီဆိုတော့ဒီစကားလုံးလေးကိုမမြင်နေတယ်နော်ဆိုတော့ဘုရားသခင်ကသူ့ရဲ့စကားကိုအနာခံလိုက်လျှောက်ခြင်းဟာဝိညာဉ်အသက်တာကိုကြီးထွားလာစေတယ်နော်ဆိုတော့အပင်တစ်ပင်ကြီးထွားလာပြီဆိုရင်ဘာပါလာမလဲ တီတီ တီ တမ်းတယ် အတိတီးလာမယ်ဟုတ်တယ်ဆိုတော့အပင်ကြီးထွားဖို့မဟုတ်အတိတွေတီးလာမယ်အတိဆိုတဲ့အခါမှာလက်တီးမဟုတ်ဘူးနော်ခုနသားတို့သမီးတို့ပြောတယ်ပန်းတီးတွေဗိုက်စာနေတဲ့နော်လိမ္မော်တီးတွေဘာလဲစတော်ဘယ်ရီတီးတွေနော်အဲ့ဒါတွေတီးတယ်ဆိုရင်မှလည်းလူတွေကစားလို့ရပြီနော်ဗိုက်စာချိန်စားလို့ရရင်အဲ့ဒါကကောင်းကြီးဖြစ်စေတာဖြစ်တယ်အပင်တပီးကြီးပဲငောင်တောင်ကြီးရက်နေတယ်ဆိုရင်တော့တိတ်အလုံးမဖြစ်သေးဘူးเนาะအတီးပါတီးမယ်ဆိုရင်လူတွေအတွက်ကောင်းကြီးဖြစ်တာဖြစ်တယ်เนาะဆိုတော့ဘုရားသခင်ကကြီးထွားလာဖို့ပြီးအတီးတွေတီးလာဖို့လူတွေအတွက်ကောင်းကြီးဖြစ်ဖို့သားတို့သမီးတို့ကိုအလိုရှိတာဖြစ်တယ်ဆိုတော့ကျမ်းစာဘာပြောတယ်လဲဆိုရင်ဂျေဇုတော်မှာ၎င်းငါတို့ကိုကယ်တင်တဲ့ယေရှုခရစ်တော်မှာတည်ကျွမ်းခြင်းမှာကြီးပွားဖို့ဆိုပြီးတော့เนาะဝိညာဉ်အတ္တကိုအဓိကကြီးထွားဖို့ဒီကျမ်းစာပြောနိပေအန်ဂျီ3ငယ်18မှာเนาะဆိုတော့သူကိုတည်ကျွမ်းလေသူနဲ့ယဉ်နီးလေနောက်ဆုံးပြောမယ်ဆိုရင်ယေရှုကအဖျားခင်သားတော်သူတွေဘာလို့ရှိတယ်လဲဆိုတော့သူ့ရဲ့တပါးဒီတော့သားတော်ယေရှုကဲ့သို့ဖြစ်လာစေချင်တာဖြစ်တယ်ပြောပါအောင်ငါယေရှုကဲ့သို့ဖြစ်လာရမယ် ယေရှုကဲ့သို့ဖြစ်လာရ ဖြစ်လာရမယ် ဒါကဖျားခင်ကသားတို့သမီးတို့အတွက်ထားတဲ့ပန်းတိုင်ရည်မှန်းချက်ဖြစ်တယ်နော်မန်နယ်ချမ်းသာဖို့ပညာတတ်ဖို့တထွေးကြီးဖြစ်ဖို့ဘုရားအလိုရှိပါတယ်ဒါပေမဲ့အဓိကအဖြစ်ယေရှုနဲ့တူလာဖို့ဖြစ်တယ်နော်ဆိုတော့သားတို့သမီးတို့အားလုံးယေရှုနဲ့တူလာမယ်ဆိုရင်ယေရှုကသူများတို့လည်းကောင်းကြီးဖြစ်စေသလိုသားတို့သမီးတို့လည်းကောင်းကြီးဖြစ်စေမှာဖြစ်တယ်ဆိုတော့ဒီမှာအတူချုံနောက်ဆုံးနှစ်ဂုံးချုပ်လေးပြန်ပြောမယ်ဆိုလို့ရှိရင်ဘုရားသခင်ကသားတို့သမီးတွေအားလုံးကိုချစ်တယ်အဲဒါကြောင့်မလို့ကောင်းကင်ဘုံမှာအတူနေချင်တာဖြစ်တယ်เนาะဆိုတော့အဲ့ဒီအယောင်ကဘာယောင်လဲ အဝါရီ အဝါ ရွှေ ရော ဝါယောင်ဒါပေမဲ့ကောင်းကင်နိုင်ငံမှာနေချင်တိုင်းနေလို့ရလားမရဘူးဘာကြောင့်လဲအဲ့ဒီဟာအားလုံးကိုတားဆီးတဲ့အပြစ်ဆိုတာရှိတယ်เนาะဆိုတော့သားတို့သမီးတို့လူသားအားလုံးအပြစ်ကိုပြုမိတဲ့အတွက်ကြောင့်ဘုရားသခင်နဲ့အတူမရှိနိုင်ဘူးအဲ့ဒီအယောင်ကဘာလဲ အမဲရောင် နဲ့ရောင် နဲ့ရောင် ဒါပေမဲ့တည်င်းကောင်းတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုရင်ယေရှုဟာသူ့ရဲ့ဘုရားရဲ့တပါးတော်သားတော်ယေရှုဟာသားတို့သမီးတို့အပြစ်တွေအားလုံးအတွက်လက်ဝါးကားတိုင်းမှာဒဏ်ခတ်ခဲ့တယ်အသေးခံအသွေးသွင်းခဲ့တာဖြစ်တယ်ဆိုတော့အဲ့ဒါရာကဘာရောင်လဲ လေးရောင် ရောင်เนาะဆိုတော့အဲ့ဒီအရာကိုယုံကြည်ခြင်းအဖြစ်ယေရှုကိုကိုယ့်ရဲ့ကယ်တင်ပိုင်ရှင်အသက်သခင်ပဲယုံကြည်ခြင်းအဖြစ်အပြစ်ကနေကင်းလွတ်ခွင့်ရမယ်တန်ရှင်းခြင်းခွင့်ရမယ်เนาะအဲ့ဒါမကဘူးတနည်းတော့ခါမှာเนาะဘုရားသခင်နဲ့ရှိတဲ့ကောင်းကင်နိုင်ငံသူ့ရဲ့အိမ်တော်ကြီးမှာနေခွင့်ရမှာဖြစ်တယ်အဲ့ဒါဘာရောက်လဲ အဖြူရောင် အဖြူရောင်ဟုတ်ပြီဆိုတော့ဒါမဲ့ဒါတို့မျိုးကယ်တင်ရပြကောင်းကင်ကိုချက်ချင်းသွားလား သွားသေးဘူး เนาะလောကမှာနေတဲ့ခါမှာလည်းဘယ်လိုနေရမလဲဆိုရင်တို့ဘုရားသခင်နဲ့မိတ္တဟာဖွဲ့မယ်ဆက်ဆံမယ်အဲ့ဒါဖြင့်ကြီးထွားဖို့ဘုရားအလိုရှိတာဖြစ်တယ်เนาะဟုတ်ပြီနောက်ဆုံးတို့ချုံလေးပြန်မင်းမယ်အဝါရောင်ကဘာကိုဆိုလိုတာလဲ ကောင်းကင် စု ကောင်းကင် ကင် ကောင်းကင် အနက်ရောင်ကရော အပြည့် အပြည့် အနီရောင်ကရော ယေရှုအတွေ့တော် တွေ့တော့အဖြူရောင်က ရှိ ရော အတူတော် အပြည့်အပြည့်မတဲ့ရှင် ဒီမရှိတန် သိ ရှ ရော င်း င်ကရော ပြီးထွားခြင်း ချီထွား ဒီ ခြင်း တက်ကြီးထွား ဟု ခြင်း တ်တယ်ဆိုတော့ဒီအရာအလုံးကိုတာတို့သမီးသဘောပေါက်ခြင်းအဖြစ်ဒါတို့ရဲ့ကယ်တင်ခြင်းရတာမဟုတ်ဘူးမကဘူးတခြားလူတွေကိုလည်းရှင်းရှင်းလေးနဲ့ဝင်ငါဖို့ဝင်ငါနိုင်မှာဖြစ်ပါတယ်။အရောက်စီတိုင်းဖျားကောင်းချီးပေးပါစေ။